Bawa kaiwe lan netwe Tada loga yitakuloha Lan jong netwe ga nebiro Bawa kaiwe shaulan ni jara pside Yidi boko we psipsi Bawa re yaw la lo shin Di lan jong netwe Takugu yue che biro Shaulan yara pside Dure riha belanga shaun nida le so Kowaku Sisi chaya ma pside bo Eri lan jong netwe ha Destination lo kore Lan song pandai Khi song ale madu jao Madu re Udi che si re lan jong na chong Tada loga yi de kulong ha Shao ni charaဖြစ်တယ်ပေါ့အဲ့ဒီရှောက်လန်းနေတဲ့အထက်မှာမိမိတို့ကိုယ်တိုင်ရွေးချယ်နိုင်ခွင့်ရှိတဲ့ပုဂ္ဂိုလ်ဟာအလွန်အားနည်းပြီးအလွန်နည်းပြီးတော့ရွေးချယ်နိုင်ခြင်းမရှိတဲ့ပုဂ္ဂိုလ်တွေကလောကမှာများတယ်များတော့လမ်းကြောင်းတစ်သွယ်ကတော့ဖုံးနေအောင်သွားထားကြပြီးတော့နောက်လမ်းကြောင်းတစ်သွယ်ကတော့သွားသူဟာအလွန်နည်းတယ်ပေါ့စိတ်ဝင်စားမှုလွန်နည်းတဲ့လမ်းကြောင်းတစ်သွယ်ဖြစ်တယ်လောကကြီးမှာလမ်းကြောင်းလျှောက်လှမ်းတာမှားသွားလို့ရှိရင်အဆုံးမှာဒုက္ခရောက်တာမှန်ကန်တဲ့လမ်းကြောင်းကိုရှောင်မိပြီဆိုလို့ရှိရင်လည်းချမ်းသာဒုက္ခရတယ်အမှားအမှန်သိဖို့ဆိုတာဟာအဝိဓမ္မအရေးကြီးတယ်အမှားမှန်သိဖို့ကြတော့ပညာရှိသူတော်ကောင်းပုဂ္ဂိုလ်တို့ရဲ့လမ်းညွှန်ပြသမှုဟာအဲ့ဒီအချိန်မှာအလွန်အရေးကြီးတယ်မဟုတ်လို့လမ်းမကိုရှောင်မိပြီဆိုဒုက္ခရောက်ကြတယ်ပေါ့လောကမှာမြတ်စွာဘုရားပွင့်လာတယ်ဆိုတဲ့အခါမှာဘဟုဇနဟိတာယတရဝအများအတွက်အကျိုးစီးပွားဖြစ်ထွန်းမှုဘဟုဇနဒုက္ခယတရဝအများချမ်းသာဖို့ဆိုတဲ့ဥတည်ချက်နဲ့ပွင့်လာလူသားတွေမှာလည်းပဲလမ်းကြောင်းကိုပြနိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်များဆိုတာယမယံခမပေါ်တာမြတ်စွာဘုရားလိုလမ်းကြောင်းကိုမမှန်ကန်ကန်ဖော်ပြပြီးတရဝရီကိုဥဆောင်သွားတဲ့နိဗ္ဗာန်ထီအောင်ပို့ဆောင်ပေးတဲ့လမ်းမျိုးဆိုတာကြတော့ကဘာပေါင်းမြောက်များစွာကြာမှတခါတရံဖြစ်တာအဲ့တော့လူတိုင်းဟာတတ္တလောကကြီးရဲ့အကျိုးပြုတဲ့ပုဂ္ဂိုလ်ဖြစ်ချင်မှဖြစ်တယ်ဟိတနဲ့ဒုက္ခလို့ဆိုတဲ့စကားလုံးနှလုံးဟာတွဲဖက်ထားတာဖြစ်တယ်ဟိတဆိုတာအခြေအနေကောင်းတွေကိုခေါ်တယ်ဒုက္ခဆိုတာထိုအခြေအနေကောင်းကြောင့်ရရှိလာတဲ့အစဉ်ပြေမှုကိုပြောတာပျော်ရွှင်ချမ်းမြေ့မှုဒီနှစ်ခုမတူဒုက္ခဟိတဆိုတာအကျိုးစီးပွားလို့အသာပြန်ပြီးပြောလို့ရှိကြတယ်ပေါ့ဒုက္ခဆိုတာချမ်းသာအဲ့ဒီနှစ်ခုဟာတွဲဖက်ထားတာဘာကြောင့်တွဲဖက်ထားသလဲလို့ဆိုရင်ဟိတမရှိရင်ဒုက္ခမဖြစ်နိုင်ဟိတဆိုတာအကြောင်းတရားဒုက္ခဆိုတာအကျိုးတရားဟိတကိုဘယ်လိုဟာဟိတခေါ်တော့ဆိုဥပမာမဲ့စီးပွားဥစ္စာရှာဖွေတဲ့ပုဂ္ဂိုလ်တွေဟာအယောင်းဝယ်ဆင်ပြေမှုကဟိတအဆင်ပြေခြင်းကြောင့်ငွေကြေးတနာရရှိပြီးစိတ်ချမ်းသာမှုကဒုက္ခလို့ဆိုလို့ပဲပေါ့နော်ဒါရောင်းရေးဝယ်တာဘက်ကဟိတဒုက္ခစိုက်ပျိုးရေးလုပ်တဲ့ပုဂ္ဂိုလ်ကြည့်မိုးလေဝသကိုမှီပြီးတော့စိုက်ပျိုးရေးလုပ်တယ်ဆိုရင်မိုးလေဝသကောင်းခြင်းသည်ဟိတစိုက်ပျိုးမှုအောင်မြင်ခြင်းသည်ဒုက္ခလို့အောင်မြင်ခြင်းကြောင့်ရလာတဲ့ဒုက္ခအခြေအနေကောင်းလို့တို့ဆိုပညာရှာတဲ့ပုဂ္ဂိုလ်တွေကြတော့ပညာသင်မှုအခွင့်အလမ်းတွေရှိနေခြင်းဆရာကောင်းကျောင်းကောင်းတွေရှိနေခြင်းအဲ့ဒါကဟိတ
သင်ယူလိုက်လို့တတ်သိလာတဲ့ပညာကိုအကြောင်းပြုပြီးဘဝမှာဆင်ပြေတာကဒုက္ခလို့ဟိတနဲ့ဒုက္ခဆိုတာနှစ်ခုအမြဲတမ်းရှိတယ်နော်ခုရှိတယ်ကလေးငယ်တစ်ယောက်ဟာကျောင်းမှန်တက်ခြင်းမိဘစကားကိုနားထောင်ခြင်းလိမ္မာခြင်းဆိုတာတွေကဟိတပညာတတ်ဖြစ်လာပြီးတော့ယာတုဂုံသိစီးစိမ်တွေရရှိလာခြင်းအကြောင်းပြုပြီးတော့ဝမ်းသာကြည်နူးရတာကဒုက္ခလို့အဲ့တော့ဟိတဒုက္ခဆိုတာအမြဲတမ်းတွဲဖက်နေတယ်နော်ဖျားပွင့်လာတာဟိတအတွက်ပွင့်လာတာဖြစ်တယ်ဟိတဖြစ်မှဒုက္ခဆိုတာဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကတရားတွေကိုကယ်တင်တဲ့အခါမှာဟိတေဘဝတနေနအဟိတာသနေဝတနေနတတ္တနံဘယံဟိန္တတိဘုရောဆိုပြီးတော့ကိုယ်ဝေယဖြစ်မှုနဲ့ပတ်သက်ပြီးတော့ရှင်းလင်းဖော်ပြထားတဲ့စကားဟာမတ္တမထင်ရှားတရားတွေကိုကယ်တင်တာပဲပုံနဲ့ကယ်တင်တယ်လို့ဆိုရင်တရားတွေရဲ့တဏ္ဍမှာဟိတဆိုတဲ့အခြေအနေကောင်းတွေကိုဖြစ်ပေါ်စေတယ်အာဟိတဆိုတဲ့အခြေအနေဆိုးတွေဖယ်ရှားပေးတယ်ဒုက္ခကိုတိုက်ရိုက်ပေးလို့မရဘူးလို့ဆိုလိုတယ်ပေါ့နော်ဒုက္ခကိုတိုက်ရိုက်ပေးကဲဒီပိဋကတ်ထဲမှာပါတဲ့ဝိချေတနာတတ်နိုင်တဲ့မိသားစုတွေကိုယ်သားသမီးကိုပညာတတ်ဖြစ်စေခြင်းညတာဆန္ဒချင်းတော့တူကြတယ်ဆန္ဒချင်းတူတယ်ဝိချေတနာပြည့်စုံမှုမပြည့်စုံမှုသာကွာမယ်အဲ့ဆန္ဒတူတဲ့မိသားစုတွေဟာပတ်စံရှိသူရောမရှိသူဟာကိုယ်သားသမီးကိုပညာတတ်ကြီးဖြစ်အောင်လုပ်ပေးနိုင်သလားလို့ဆိုတော့အုံဖွားဆိုပြီးမှန်းပြီးဘယ်သူမှလုပ်ပေးနိုင်ဘူးလုပ်ပေးတာဘာလုပ်ပေးနိုင်တော့လုပ်ပေးနိုင်တဲ့အတိုင်းအတာတစ်ခုပြောပါဆိုရင်ကျောင်းကောင်းကောင်းထားနိုင်တယ်ဆရာကောင်းကောင်းစီအပ်ပေးနိုင်တယ်တကယ်သူကောလိပ်ကောင်းကောင်းရှာပြီးတော့ထားမယ်ပတ်စံကုန်ကြခံပြီးတော့အပ်ပေးမယ်ဒါပဲလုပ်နိုင်တာမဟုတ်လားသားသမီးကမကြိုးစားဘူးဆိုရင်ပညာတတ်ဖြစ်ပါမဖြစ်ဘူးကိုကဘလောက်ပဲငွေကြေးတနာကုန်ကြခံပြီးတော့လုပ်ပေးမယ်လို့သားသမီးကိုယ်တိုင်ကမကြိုးစားဘူးဆိုရင်အဲ့တော့ကိုလုံနိုင်တဲ့အတိုင်းတာပြောရမယ်ဆိုရင်90ရာခိုင်နှုန်းလုပ်ပေးနိုင်တယ်50-50ပေါ့ကိုလုံနိုင်တာ90သားသမီးလုပ်ရမှာ90ရာခိုင်နှုန်းပြည့်don't ပေးနိုင်ဘူးအဲ့ဒါလိုပဲမြတ်စွာဘုရားကလည်းတရားတွေကိုကဲတင်နေဆွဲခါမှာရာခိုင်နှုန်းပြည့်ကဲတင်နိုင်တာမဟုတ်ဘူးကဲတင်နိုင်တဲ့ဘုရားဆိုတော့လောကမှာမရှိဘူး50-50ပဲတရားတွေကိုယ်တိုင်ကြိုးစားမှဖြစ်တာလေမြတ်စွာဘုရားလမ်းညွှန်ယောဂဝေဒနာဖြစ်လို့သမားတော်စီသွားသမားတော်ကဘာလို့ဆေးပေးတာပဲဒီဆေးတောက်ရင်ပျောက်ပါတယ်ဒါပဲပြောမှာပဲရှောင်ရမယ့်ဟာဆောင်ရမယ့်ဟာဒါရှင်းပြလူနာဆေးမတောက်ဘူးဆိုလို့ရှိရင်ဘာတန်းတာဘာမတန်းတာနော်ဆေးကယောဂကုတာဖြစ်တယ်ပေါ့အဲ့တော့ဆရာလုပ်ပေးနိုင်တာကဆေးညွှန်တာလူနာကိုယ်တိုင်လုပ်ရမှာကဆေးတောက်တာမတည့်တာရှောင်တာဟော50-50ပဲတဝက်စီလို့ဆိုလို့တယ်ကိုလုံးအောင်မှနဲ့သူလုံးအောင်အဲ့ဒါကြောင့်မို့ဟိတနဲ့ဒုက္ခဆိုအဲ့ဒါပြောတာဟိတဆိုတာအခြေအနေကောင်းတစ်ခုရအောင်ဖန်တီးပေးတာနဲ့ဒုက္ခကထိုးအခြေအနေကောင်းကိုမှီပြီးတော့ဖြစ်လာတဲ့ဒုက္ခလို့အဲ့တော့လောကမှာလူရည်လို့ဖြစ်လာတဲ့အခါမှာအများတရားဝါတွေရဲ့ဟိတဖြစ်ဖို့တောင်းပါဟိတကိုဆောင်ရွက်ပေးနိုင်တဲ့ပုဂ္ဂိုလ်ဟာအလွန်နည်းတယ်လို့ပြောရမှာဖြစ်တယ်နော်ဟိတဖြစ်အောင်လုပ်ပေးနိုင်တယ်တဦးတလေသာဟိတဖြစ်အောင်လုပ်နိုင်တာလူတိုင်းဟာအများအကျိုးခုခေတ်တော့ဆိုင်းဘုတ်တွေတော့ရှိတာပေါ့ပရာဟိတနဲ့ဆိုရင်ဆိုင်းဘုတ်တွေရှိအများအကျိုးအတွက်တကယ်ဖြစ်တဲ့ပုဂ္ဂိုလ်နဲ့မဖြစ်တဲ့ပုဂ္ဂိုလ်ကွဲပြားခြားနာလာတယ်မြတ်စွာဘုရားသာသနာတော်မှာတော့ဘုရားမြတ်စွာကိုယ်တိုင်ကလောကကြီးမှာပွင့်ပေါ်လာခြင်းဟာများစွာသောတရားတွေရဲ့အကျိုးစီးပွားအတွက်ဘူဇနာဟိတယဘူဇနာဒုက္ခယဗုဒ္ဓလောကေဥပ္ပစ္စန္တိဖရာတွေဟာ
တရားများရဲ့ဟိတဒုက္ခအတွက်ပွင့်လာတာလို့မြတ်စွာဘုရားပွင့်ပေါ်လာမှုကိုအကြောင်းပြုပြီးတော့လူတွေဟာကောင်းမှုကုသိုလ်တွေကိုရကြပြီးတန်တရားဝကလွတ်ကြတယ်လူတိုင်းအတွက်တန်တရားဝကလွတ်လာဆိုဘုရားကတော့အလုံးအတွက်လွတ်ပြီးတော့တူတယ်ဟိတသို့တော့မြတ်စွာဘုရားပွင့်လာလို့အပင်ငယ်ကျသွားတဲ့လူလည်းရှိတယ်မြတ်စွာဘုရားပွင့်လာလို့နိဗ္ဗာန်ရတဲ့လူတွေလည်းရှိတယ်နော်မြတ်စွာဘုရားပွင့်လာပြီးလို့အပင်ငယ်ကျပြီးသွားတဲ့ပုဂ္ဂိုလ်တွေကဘုရားကြောင့်တော့မဟုတ်ဘူးသူတို့ရဲ့လောက်ရကြောင့်ပဲဖြစ်တယ်ဘုရားကတော့အလုံးအတွက်ပွင့်တာမှန်တယ်ဥပမာစဉ်းစားကြည့်မြန်မာနိုင်ငံမှာမေခမေလိခမြစ်နှစ်သွဲပေါင်းစပ်ပြီးတော့စီးဆင်းလာတဲ့အေယာဝတီမြစ်ကြီးရှိတယ်အဲ့ဒီအေယာဝတီမြစ်ကြီးကမြန်မာလူမျိုးတွေရဲ့စီးပွားရေးတိနံစိုက်ပျိုးရေးစသဖြင့်တိုင်းပြည်အတွက်တာယာဝပြောမှုကိုအကျိုးပြုနေတဲ့မြစ်ကြီးဖြစ်တယ်ဒီမြစ်ရေကိုတောက်စားပြီးတော့လူတွေဟာသက်ရှင်နေကြမှန်တယ်မြစ်ကြီးဟာမြန်မာလူမျိုးတွေအတွက်အကျိုးစီးပွားကိုဖြစ်ထွန်းစေတယ်ဟိတဖြစ်တယ်သို့တော့အဲ့ဒီအေယာဝတီမြစ်ကြီးထဲမှာနှစ်စဉ်ရေနစ်သေးတဲ့လူတွေမရှိဘူးလားအဲ့ဒါမြစ်ကတတ်တယ်လို့ပြောရမလားဆိုနော်မြစ်ကြောင့်သေးတာတော့မှန်တယ်လေသူနဲ့ပတ်သက်ပြီးသေးကြတာပဲသို့တော့မစင်မချင်းလှုပ်တဲ့ပုဂ္ဂိုလ်ရဲ့အပြစ်သားလည်းဖြစ်တယ်မြစ်ရဲ့အပြစ်မဟုတ်ဘူးမြတ်စွာဘုရားပွင့်လို့နိုင်ရနိဗ္ဗာန်ရောက်ရှိသွားကြတဲ့ပုဂ္ဂိုလ်တွေဟာလမ်းမှမော်လျှောက်တဲ့ပုဂ္ဂိုလ်တွေသာဖြစ်ပြီးတော့မြတ်စွာဘုရားကိုဆန့်ကျင်မဲ့လှုပ်ပြီးငရဲရောက်သွားတဲ့ပုဂ္ဂိုလ်တွေကြတာသူစိတ်နဲ့သူသွားတာဘုရားကြောင့်တော့မဟုတ်ဘူးလို့ဒီလိုနားလဲရမှာနော်ဒီလိုနားလဲရမှာအကုန်တော့မြတ်စွာဘုရားကတော့အလုံးအတွက်ပွင့်ပြီးလောကမှာအများကောင်းကျိုးကိုဆောင်ရွက်နိုင်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကြီးကအလွန်ရှားပါဒီလိုအများကောင်းကျိုးကိုဆောင်ရွက်နိုင်ဖို့ဆိုတာဟာမိမိကိုယ်တိုင်လည်းပဲသိရှိနားလဲတတ်ကြွတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်မဟုတ်လို့ရှိရင်အများကောင်းကျိုးကိုဆောင်ရွက်နိုင်မှုမြတ်စွာဘုရားဟာအများကောင်းကျိုးဆောင်ရွက်နိုင်တာကရုဏာနဲ့ပညာနှစ်ဖက်ဆုံးရှိနေလို့သာဖြစ်တယ်အကျဉ်းတရားလည်းရှိတယ်ပညာလည်းရှိတယ်အကျဉ်းရှိသည့်အတွက်ကြောင့်တရားတွေရဲ့အကျိုးလုပ်ဖို့ရမနေစိမ့်မှုပညာရှိသည့်အတွက်ကြောင့်တကယ်အကျိုးဖြစ်ထွန်းတဲ့နိလန်းတွေကိုသိရှိပြီးတော့ဆောင်ရွက်တာဖြစ်တယ်အကျဉ်းတော့ရှိပါရဲ့ပညာမရှိဘူးဆိုလွဲမှားကုန်ပညာတော့ရှိပါရဲ့အကျဉ်းမရှိဘူးဆိုရင်လည်းမလုပ်ဘူးအကျဉ်းနဲ့ပညာနှစ်ပါးဆုံးရှိသည့်အတွက်ကြောင့်မြတ်စွာဘုရားတရားတွေရဲ့အကျိုးစီးပွားဆောင်တယ်မြတ်စွာဘုရားရဲ့တပည့်သားတွေဟာလည်းပဲမြတ်ဗုဒ္ဓဟောကြားတဲ့တရားဓမ္မတွေကိုသင်ယူကြပြီးတော့မိမိတို့သိရှိတဲ့တရားတွေကိုဟောပြောဖြန့်ဖြူးပေးတာလည်းပဲပဟုစနာဟိတပဲနော်အများကောင်းကျိုးအတွက်ဖြစ်ပေါ်စေတယ်လို့ဆိုပါစို့အခုဒီနေ့တရားဝဲကျင့်မှတာဒီသာသနာဇောတယုံပရဏနာယကဆရာတော်အက္ကမပဏိတဗရဏဝိသုဒ္ဓစာရဘိယုံတာအခုသက်တော်80တဲ့ရောက်80ပြည့်တဲ့နှစ်မှာနှစ်ပေါင်းများစွာစာပေတွေပို့ချခဏထိလည်းပို့ချနေတော့ရှိသူကိုယ်တိုင်သင်ယူလာခဲ့တဲ့နှစ်တည်းရဲ့အပြည့်မှာနော်အနှစ်ပေါင်း40လောက်50လောက်စာပေပို့ချလာတယ်ဆိုတာအများကောင်းကျိုးကိုဆောင်ရွက်ခြင်းပဲဖြစ်တယ်အဲ့ဒါလိုပုဂ္ဂိုလ်မျိုးကိုရှန္ဒနာမထေရမြတ်ကရှင်းရှင်းလင်းလင်းမိန့်ကြားထားတာရှိတယ်ဘောဟုတ်တုတောသုတတရောကောတာရခောမဟေတိနောဘောဟုတ်တုတဆိုတာမိမိကိုယ်တိုင်ကပိဋကတ်စာပေမြတ်စွာဘုရားဟောထားတဲ့ဆုံးမတရားတော်တွေကိုအများကြီးသင်ထားရုံနဲ့မကဘူးဓမ္မတရောရင်ထဲနှလုံးထဲမှာရောက်အောင်ဆောင်ထားတယ်
သင်လဲသင်ထားတယ်ဆောင်လဲဆောင်ထားတယ်ကောတာရခောမဟေတိနောမြတ်စွာဘုရားရဲ့အဆုံးအမတရားဆိုတဲ့ယရဏဒီကိုထိမ့်သိမ်းဆော့ရှော့တယ်နော်ဘာနာရိုက်ကြီးကိုမြတ်စွာဘုရားဟောကြားထားတဲ့တရားဆိုတဲ့ဓမ္မရတနာတွေကိုထိမ့်သိမ်းဆော့ရှော့တယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုရှင်အနန္ဒာကပါခေါ်စက္ခုသဗ္ဗတလောကတတတ္တလောကကြီးတစ်ခုလုံးရဲ့မျက်လုံးမှာလို့တင်စားပြောထားတယ်မျက်လုံးဆိုတာဘလောက်အရေးကြီးတယ်ဆိုတာအလုံးသိကြတယ်မျက်လုံးရှိမှအင်းစရာတွေမြင်နိုင်တယ်အကောင်းဆုံးရွေးချယ်တယ်နော်မျက်လုံးမကောင်းရင်မျက်မှန်တောင်တတ်ရသေးလေကြည့်မင်္ဂလာဈေးရလူတွေသာသိတော့မျက်လုံးနဲ့ကြည့်ပြီးပစ္စည်းကိုရွေးချတာဘဝခရီးသွားတဲ့အခါလည်းပဲမျက်လုံးနဲ့ပဲကြည့်ရတာပဲမဟုတ်လားမျက်လုံးဆိုတာဒီနေရာမှာအသိဉာဏ်ကိုပြောတာနော်စက္ခုသဗ္ဗတလောကတအဲ့ဒီလိုစာတတ်ပေတတ်ပုဂ္ဂိုလ်မျိုးဟာအခုအရိယသာသနာသောတာယုံဗရဏနာယကဆရာတော်အကမဟာပဏိတဗရဏဝိသုဒ္ဓဆာရဘိဝန္တလို့ဒီလိုပုဂ္ဂိုလ်မျိုးပေါ်ဖို့ဆိုတာအမှန်တမ်းမှခဲရင်တာနော်အလွယ်တကူနဲ့ရတာမဟုတ်ဘူးသူတတ်ထားတဲ့ပညာရက်တွေဟာလွယ်တကူနဲ့တတ်တာမဟုတ်ဘူးအဲ့ဒီသိထားတဲ့ပိဋကတ်တွေဟာစက္ခုသဗ္ဗတလောကတဒါကြောင့်မို့မြတ်စွာဘုရားရဲ့တရားတော်တွေကိုသိထားတဲ့အသိဉာဏ်ကြောင့်တတ္တလောကရဲ့မျက်လုံးဆိုတာဒီလိုစတ္တဘဟုတုတ္တရှိတဲ့ပုဂ္ဂိုလ်မျိုးတွေကိုခေါ်တာအဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုရှင်နန္ဒာကပြောတယ်ပူဇနီယောဘဟုတုတောစာပေမြဲမြဲသိတဲ့ပုဂ္ဂိုလ်ဟာပူဇော်တိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ဒါကြောင့်မို့ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်ဖြစ်လို့ပူဇော်ကြတာနော်တမန်အားဖြင့်မဟုတ်ပူဇော်တိုက်လို့ပူဇော်တာလို့ဆိုလို့ဘာတွေကိုပူဇော်တာတုံးဆိုမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေရှင်ထဲမှာသိရှိအသိပညာအဖြစ်မိမိရဲ့ရင်ထဲမှာရောက်နေတယ်ကျင့်သုံးနေတယ်ထိုတရားတွေပြန်ပွားအောင်ပို့ချပေးတယ်ဟောပြောပေးတယ်ဆိုအဲ့ဒီဂုံကြီးချင်းတွေဟာပူဇော်လိုက်တယ်ပူဇော်လိုက်လို့ဝိသဒဂုဏပူဇာငွေနေ့အမတ်တရားမှာဂုံပြုပူဇော်တဲ့အနေနဲ့ဒီကနေ့တပည့်တန်ဃာတွေတရားကျော်လာရောက်ပြီးတော့ပူဇော်ကြတယ်ပေါ့နော်အဲ့တော့ဒီလိုပုဂ္ဂိုလ်တူပေါ်လာတယ်ဆိုလို့ရှိရင်သူစီကပညာတွေမျှဝေရရှိသွားတဲ့ပုဂ္ဂိုလ်တွေပေါ်ထွန်းလာတာပဲအဲ့ဒီပေါ်ထွန်းလာခြင်းအပြင်တဆင့်ပြီးတဆင့်ပြန်ပွားသွားကြတယ်လောကလူသားတွေဟာအသိပညာမရှိဘူးဆိုရင်သိတယ်ဆိုတာမဖြစ်ဘူးမြင်တယ်ဆိုတာမဖြစ်ဘူးပညာဆိုတာသိတာနဲ့မြင်တာနှစ်ခုကိုပညာလို့ခေါ်တယ်ယထာဘူတညာနာဒသနာသိတာလည်းပညာပဲမြင်တာလည်းပညာပဲသိတယ်ဆိုတာပညာရဲ့အမှတ်လက္ခဏာကိုပြောတာမြင်တယ်ဆိုတဲ့သူပညာရဲ့စွမ်းရည်ကိုပြောတာနော်ဒီနှစ်ခုကိုအကြောင်းပြုပြီးတော့အတိအမြင်လို့သူတို့သုံးတယ်ယထာဘူတညာနာဒသနာဆိုစကားလုံးညာနာကသိခြင်းနဲ့ဒသနာကမြင်ခြင်းလို့အသိပညာကင်းမဲ့သွားလို့ရှိရင်ကတော့လောကကြီးကိုမှန်ကန်တဲ့လမ်းကြောင်းကိုညွှန်ကြားနိုင်မှာမဟုတ်ဘူးမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုသိရှိပြီးမြတ်စွာဘုရားစီကရတဲ့နိလန်းနေနဲ့မိမိကိုယ်တိုင်လိုက်နာကျင့်သုံးခြင်းတခြားပုဂ္ဂိုလ်တွေကိုမှန်ကန်တဲ့လမ်းကိုညွှန်ပြနိုင်မှာဖြစ်တယ်ဘဝခရီးဝယ်လမ်းနဲ့တွယ်ရှိနေတယ်အဲ့ဒီလမ်းနဲ့တွယ်ကိုယခုလိုရှင်ဝိသုဒ္ဓဆာရတို့လိုပုဂ္ဂိုလ်မျိုးဟာမှန်ကန်တဲ့လမ်းကိုညွှန်ပြနိုင်တဲ့အရေးချင်းရှိတယ်လမ်းမှားသွားလို့ရှိရင်ကိုလိုချင်တဲ့စခန်းမရောက်ဖ ೇನೆ ဒုက္ခတွေရောက်တတ်တယ်ဟောဘယ်သူပဲဖြစ်ဖြစ်လမ်းခရီးကိုရှောက်လမ်းပြီဆိုရင်မှားရလို့နောက်ပြန်ကြော့ဖို့ဆိုတာတော်တော်ခဲအဲ့ဒါကြောင့်မို့ဘဝခရီးမှာအရေးကြီးဆုံးက
လောကလူတွေသွားတဲ့ခရီးသွားတာကလမ်းမရင်လမ်းမသွားရင်ပင်မဆင်းရဲရုံပဲရှိမယ်တန်တရားခရီးမှာလမ်းမသွားပြီဆိုလို့ရှိရင်ကတော့ဘဝအဆက်ဆက်ပြန်လှည့်လို့မရအောင်နစ်မွန်းသွားမှာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့မှန်ကန်တဲ့လမ်းကြောင်းရဗုဒ္ဓရဲ့ဆုံးမတိုင်းညွှန်ကြားထားတဲ့လမ်းကြောင်းတွေကိုပညာရှိသူတော်ကောင်းတွေညွှန်ကြားတဲ့အတိုင်းမှန်ကန်တဲ့လမ်းကြောင်းကိုရွေးတတ်ဖို့မှားယွင်းတဲ့လမ်းကြောင်းကိုလည်းသိရှိဖို့လိုအပ်တယ်ပေါ့အမှားနဲ့အမှန်မသိဘူးဆိုလို့ရှိရင်အမှားကိုမှန်တင်ပြီးတော့ရှောက်လန်းတတ်တယ်အမှန်ကိုမှားထင်ပြီးတော့ရှောင်ကွင်းသွားတတ်တယ်ဒါကြောင့်မို့အမှားကိုမှားလို့သိရမယ်အမှန်ကိုမှန်လို့သိရမယ်လောကမှာဘဝခရီးရှောင်နေတဲ့ပုဂ္ဂိုလ်တွေအတွက်လမ်းနှစ်သွယ်ရှိတယ်ဆိုတာသတိထားကြဖို့ရှိတယ်နော်အဲ့ဒီလမ်းနှစ်သွယ်ကြီးကလူတကာသွားလို့ဖုံးနေတဲ့လမ်းကြီးဒီလမ်းကြီးကတော့လူတွေသွားနေကြတာလမ်းကောင်းကြီးဖြစ်မှာပဲလို့ရှောက်လန်းတဲ့ပုဂ္ဂိုလ်ကများတယ်လမ်းတစ်လမ်းကတော့ရှောက်လန်းသူနည်းလို့ဖုံတော့မနေဘူးသွားလို့တော့ရတယ်ဒီလမ်းကအဲ့တော့ဖုံးနေတဲ့လမ်းကိုရွေးလိုက်မယ်ဆိုရင်တော့ဒုက္ခရောက်သွားနိုင်တယ်ပေါ့။ဘာကြောင့်လို့ဆိုရင်လမ်းဆုံးပတ်နဲ့ရောက်ပြီဆိုရင်ဆင်းရဲဒုက္ခကစောင့်ကြိုနေမှာဖြစ်တယ်ကို။ချမ်းသာဒုက္ခကစောင့်ကြိုနေတဲ့လမ်းကတစ်ခုဆင်းရဲဒုက္ခကစောင့်ကြိုနေတဲ့လမ်းကတစ်ခု။နောက်ဆုံးအသိပညာကင်းမဲ့ပြီးတော့ဆင်းရဲဒုက္ခနဲ့တွေ့သွားတဲ့လမ်းမျိုးဟာလမ်းဆိုးလို့ခေါ်မှာပဲဖြစ်တယ်ပေါ့။အဲ့ဒီလမ်းဆိုးကိုရှောက်လို့ရှိရင်နောက်ပြန်လှည့်လို့မရအောင်ဘယ်ထိအောင်ရောက်သွားတတ်တယ်လဲဆိုတာမြတ်စွာဘုရားဟောတဲ့ဒေသနာတော်နဲ့နာယူမှတ်သားကြည့်ကြရအောင်ဘဝခရီးဝဲလမ်းနှစ်သွယ်တို့ပဲလမ်းကိုရှောက်နေကြတယ်လေတို့မရှောင်မိဖို့အရေးကြီးတယ်မရှောင်အောင်မဲ့လမ်းလေးကိုအရေးကြီးအဲ့ဒီလမ်းရဲ့လမ်းဆုံးပန်းတိုင်ကဘယ်ရောက်သွားတော့လို့ဆိုလို့ရှိရင်အမှန်မသိခြင်းနဲ့တွေ့တာမှုဆိုတာဒီပေါ်မှာအဆုံးသတ်သွားတယ်။တန်တရားထဲမှာတဝဲလဲလဲပြီးတော့ဘဝတဏှာလို့ခေါ်တယ်ဘဝကိုတွေ့တာနေတဲ့အနေအထားမျိုးမှာပဲအဆုံးသတ်ပြီးတော့ရုံးထွက်နိုင်စွာမရှိတော့ဘဲနဲ့တန်တရားရဲ့ဒုက္ခတွေကိုလဲဆင်းပြီးတော့ခံရမယ်အနေအထားမျိုးရောက်သွားမယ်။အဲ့လမ်းကရှောက်လိုက်လို့ရှိရင်ပညာရှိသူတော်ကောင်းတွေညွှန်ပြတဲ့လမ်းကြောင်းကရှောက်လိုက်ရင်ကတော့ဝိဇ္ဇာဝိမု ക്തി လို့ခေါ်တယ်သိပြီးတော့လွတ်မြောက်သွားတယ်လမ်းတန်တရားတွေကလွတ်မြောက်သွားတယ်လမ်းအနောင်ဖွဲ့တွေအလုံးကနေလွတ်မြောက်သွားတယ်အသိပညာတွေနဲ့လွတ်မြောက်ပြီးချမ်းသာဒုက္ခရသွားတယ်လမ်းတလားအဲ့ဒီလမ်းနှစ်လမ်းကိုကြည့်ကြည့်အောင်လမ်းကြောင်းကြီးနှစ်ခုမှာဒီတလန်းစလိုက်တာနဲ့တစ်ဆင့်ပြီးတစ်ဆင့်တလန်းပြီးတလန်းအဲ့ဒီပန်းတိုင်ရောက်သွားတတ်တယ်အဲ့တော့ပထမလမ်းကဘာတော့လို့ဆိုဘဝစလာပြီဆိုရင်မင်္ဂလာတုတ်တံမှာမြတ်စွာဘုရားတတိပေးထားရှိတယ်လေမင်းလူဘဝရလာပြီဆိုလို့ရှိရင်ဘာပြောလိုက်လဲအသေဝနာသဘာလနံပဏိတံနိသသေဝနာနှစ်ပိုင်းခွဲဟောတာနော်လူဘဝရောက်ပြီဆိုရင်အသိပညာကင်းမဲ့တဲ့လူနဲ့သွားလွယ်မတွဲမိနဲ့တဲ့သူ့ကိုသွားဆရာမတင်မိစေနဲ့အသေဝနာသဘာလနံဘာလဆိုရင်အသိပညာကင်းမဲ့တဲ့ပုဂ္ဂိုလ်နဲ့မတွဲမိစေနဲ့တွဲမိပြီဆိုရင်မင်းသွားပြီပဏိတံနိသသေဝနာပညာရှိတဲ့ပုဂ္ဂိုလ်နဲ့လက်တွဲရမယ်အဲ့ဒါမှလမ်းကြောင်းမှန်မယ်လို့မင်္ဂလာတုတ်စဖွင့်ခြင်းမြတ်စွာဘုရားဒါကိုပြောတာအရေးကြီးတာနော်မင်္ဂလာတုတ်စဖွင့်လိုက်ကြတဲ့ဒါအစဒါအခြေခံအကျဆုံးပဲအခုလက်နဲ့သွဲဆိုတဲ့နေရာမှာလည်းပဲအဲ့ဒါပဲဘာလဥဆောင်တဲ့လမ်းလားပဏိတဥဆောင်တဲ့လမ်းလားဒီလမ်းနှစ်လမ်းပဲနော်အေးလမ်းမသွားဖို့ရဒီဟာအရေးကြီးဆုံးဖြစ်လို့မြတ်စွာဘုရားဟောတယ်အတ္တပုရိသတန်တေဝတဲ့အတ္တပုရိသဆိုတာ
စိတ်ကောင်းနှလုံးကောင်းအကျင့်ကောင်းစသည်ကင်းမဲ့တဲ့မသူတော်ပုဂ္ဂိုလ်မျိုးအတ္တပုရိသလို့ခေါ်တယ်သူတော်ကောင်းမဟုတ်ဘူးတော်လည်းမတော်ဘူးကောင်းလည်းမကောင်းဘူးပေါ့နော်မကောင်းတဲ့အတွေးတွေမကောင်းတဲ့အပြောတွေမကောင်းတဲ့လုပ်ရက်တွေနဲ့ဒုစရိုက်လုပ်ငန်းကိုလုပ်ပြီးတော့နေတဲ့ပုဂ္ဂိုလ်မျိုးအတ္တပုရိသအဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုအတ္တပုရိသတန်တေဝတဲ့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုတွားပြီးဆရာတင်ပြီးတော့စိကပ်မိပြီဒါလမ်းအစပဲနော်သူတော်ကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်ကိုတွားပြီးတော့စိကပ်လိုက်ပြီဆိုလို့ရှိရင်ဘာဖြစ်လာတော့အတ္တဓမ္မသဝနာတဲ့သူပြောတဲ့မမှန်မကန်တရားစကားတွေသူ့ရဲ့မမှန်မကန်အဆုံးအမတွေကိုကြားရပြီအဲ့တော့မကောင်းတဲ့လူနဲ့တွေ့ရင်မကောင်းတာကြားရမယ်ဒါပဲဆိုလိုတာနော်ဒါကတခြားသွားရှာနေကြမဟုတ်ဘူးအကြီးကိုအိမ်မှာလည်းရှိရင်ရှိမယ်ကိုပတ်ဝန်းကျင်မှာလည်းရှိရင်ရှိတယ်သူတော်ကောင်းမဟုတ်ဘူးဆိုတာတွေးတာကိုကလည်းမကောင်းတာတွေတွေးတတ်တယ်မကောင်းတာတွေပြောတတ်တယ်မကောင်းတဲ့ဘက်တွန်းတတ်တယ်အကောင်းကိုကောင်းတဲ့ဘက်ကိုရောက်စေတာတခုမှမရှိဘူးအဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုအတ္တပုရိသလို့ခေါ်တယ်အတ္တပုရိသနဲ့တွဲပြီးဆိုရင်ဘာကြားရမလို့ဘာသင်ရမလို့ဆိုရင်သူစီကမကောင်းတဲ့မမှန်မကန်တဲ့တရားတွေပဲသင်ရမှာဖြစ်တယ်မမှန်မကန်တဲ့တရားဆိုတာဒီကနေ့ခေတ်မှာအများကြီးပဲရှိတယ်နော်လမ်းလွဲသွားစေတတ်တဲ့ဟာတွေရှိတယ်ဥပမာလောကမှာဘုရားဆိုတာတဆူတည်းရှိတယ်လို့ပြောကြဘုရားဟာကောင်းကင်ဘုံမှာတို့မှန်ကန်မှုမရှိတဲ့အကြောင်းအရာတွေနဲ့ဟောပြောပြီးမှန်ကန်မှုမရှိတဲ့လမ်းကြောင်းတွေကိုပြောဟောနေတာမှန်တယ်ဗျအတ္တဓမ္မပဲသူနော်လေကြောင်းသွေးနဲ့ရစ်ပူဆိုလို့ရှိရင်ကောင်းရသူဂတိဘုံရောက်တယ်ဘုရားသခင်ကိုတားလိုက်လို့ရှိရင်လည်းပဲကောင်းရသူဂတိဘုံရောက်တယ်စသဖြင့်မမှန်မကန်တဲ့တရားတွေကိုကြားရမှာဖြစ်တယ်ပေါ့မမှန်မကန်တဲ့ဒီအဆိုးအမိတ်တွေပြောဆိုတွေကိုနားထောင်ရတာဖြစ်တယ်အဲ့ဓာဒီပေါ်မှာမမှန်မကန်မှုတွေကြားပြီးတော့မမှန်မကန်မှုတွေနားထောင်နေရတယ်မမှန်ကန်တဲ့ပုဂ္ဂိုလ်နဲ့ပေါင်းသင်းလိုက်လို့မမှန်မကန်တဲ့အဆုံးအမစကားတွေလမ်းကြောင်းတွေပြောလိုက်တာကြားလိုက်ရပြီဆိုရင်လမ်းကြောင်းကြီးကလွဲထွက်သွားပြီသူကဟုတ်ပြီအတ္တဓမ္မသဝနာဆိုတဲ့မမှန်မကန်တဲ့သူတော်မဟုတ်သူယောမာတို့ရဲ့တရားစကားကိုကြားနာလိုက်ရပြီဆိုရင်ဘာဖြစ်လာတော့ဆိုအတ္တတိယပရိပူရိတိကံကံဤကျိုးဆိုတာမရှိပါဘူးတမလောလောကဆိုတာမရှိပါဘူးနော်ယုံကြည်မှုတွေကင်းမဲ့လာယုံကြည်မှုတွေကင်းမဲ့လာအဲ့ဒီလိုယုံကြည်မှုကင်းမဲ့သွားတဲ့အကုသိုလ်တရားတွေဖြစ်ပေါ်လာအတ္တတိယဆိုတာတတ္တဟာဆိုတာကတကယ်စစ်မှန်တဲ့အမှန်တရားကိုသိတဲ့ပုဂ္ဂိုလ်မြတ်ရဲ့အသိဉာဏ်ကိုယုံကြည်တာတရားကံတရားရှိတယ်ကုသိုလ်ကံဆိုတာရှိတယ်အကုသိုလ်ကံဆိုတာရှိတယ်ကုသိုလ်ကံအကုသိုလ်ကံရဲ့အကျိုးဆိုတာရှိတယ်လောကလူတွေဟာကံတရားအားလျော်စွာဖြစ်ကြတာဖြစ်တယ်ဆိုဒီမှန်ကန်တဲ့ယုံကြည်ချက်ကင်းမဲ့သွားပြီးတော့ယုံကြည်ချက်ကင်းမဲ့တဲ့ပုဂ္ဂိုလ်ဘဝမျိုးကိုရောက်သွားတယ်ဟောလမ်းကြောင်းကတစ်ခုပြီးတစ်ခုလွဲသွားတာနော်သူတော်ကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်နဲ့ပေါင်းသင်းလိုက်တာနဲ့တပြိုင်တည်းမသူတော်တရားနာရပြီမသူတော်တရားနာလဲရတာနဲ့တပြိုင်တည်းယုံကြည်မှုတွေပျက်စီးသွားတယ်ယုံကြည်မှုတွေပျက်စီးသွားတယ်ယုံကြည်မှုတွေပျက်စီးသွားတဲ့အခါဘာဖြစ်တုံးဆိုမမှန်မကန်နှလုံးသွင်းလာတယ်စိတ်ထဲမှာမှတ်ယူထားတယ်မဟုတ်တာတွေမှတ်ယူထားတယ်တရားဆိုတာလူချွတ်မှကျွတ်တာနော်ကြောကိုမိုး
မိုးကိုကြောပေးတဲ့တရားဝါဘုရားသခင်ကဖန်ဆင်းပေးတာငါတို့စားဖို့ဖန်ဆင်းပေးတာစားကိစ္စမရှိဘူးဆိုရအတွေးမျိုးတွေကစမမကန်တဲ့စကားဆိုတာတရားဝါတကောင်ကိုကြောင့်ခိုင်းပြီးလို့ခြေတော့ကျိုးသွားတယ်ပါတယ်ဆိုဟဲ့ဝတ်ပါလိမ့်မယ်အသေးတတ်လိုက်ဆိုဒါလည်းမကန်တဲ့အရာအသေးတတ်တာတော့ဝတ်မပါဘူးကြာနေတာပဲသူကျိုးနေတာတွေဝတ်ပါတယ်ထင်တယ်အဲ့ကြတော့အသက်ခံရတာလည်းဝတ်ပဲလေပိုးဆိုးသွားတာပေါ့အဲ့ဒါလို့မကန်တဲ့အပြောဆိုတွေကိုနားထောင်ရရင်မကန်တဲ့လွယ်တွေလုံးပြီးကုန်တတ်တယ်ပေါ့အဲ့တော့ဗုဒ္ဓဘာသာတွေထဲမှာကိုတမျိုးကရှိနေတတ်တယ်နော်ရှိနေတတ်တယ်ဒီစီးပွားရှာတာပဲငရဲကြီးတယ်လို့ပြောတဲ့လူကပြောသေးတယ်စီးပွားတော့မရှာရဘူးလို့ပြောတဲ့ပုဂ္ဂိုလ်ကပြောနွားနို့ညှစ်ထားလဲငရဲကြီးတယ်လို့ပြောတဲ့လူကရှိသေးတယ်ကျဲဥစားတာကြတော့ကောင်းတယ်ပြောနေကြပြန်တကယ်ကတော့ကျဲဥစားတာတော့အပြစ်ရှိတာမှန်တယ်နွားနို့ညှစ်ထားတော့အပြစ်မရှိပါဘူးသို့တော့နွားနို့ညှစ်တဲ့ပုဂ္ဂိုလ်ဟာဒီတခါနိုးညစ်တဲ့လူမရှိပါဘူးအယောင်းဝယ်သမားတွေဆိုတော့နိုးညစ်ရင်တော့နွားကလေးအတွက်တော့ခြံညှစ်ရတယ်လို့ဒီလောက်ပဲထားတာအကျဉ်းတရားထားရင်ကိုကြီးမယူနဲ့ပေါ့အဲ့တော့ဆိုလိုတာကဒီမကန်ပြောဆိုတဲ့စကားတွေဟာလောကမှာအမတ္တမများလွန်များတယ်အဲ့ဒါတွေကိုကြားနာရတဲ့အခါကျတော့မကန်စိတ်တွေထဲမှာမကန်မှတ်ယူနှလုံးသွင်းမှုတွေကိုအာယောနိသောမနတိကာရလို့ခေါ်တယ်မသိမတဲ့နှလုံးသွင်းခြင်းတဲ့အဲ့ဒီမသိမတဲ့နှလုံးသွင်းခြင်းတွေဖြစ်ပေါ်လာရင်ဘာဖြစ်လာတော့ဆိုရင်တတိကင်းမဲ့မှုအသိပညာကင်းမဲ့မှုဆိုတာဇက်တိုက်ဖြစ်လာနှလုံးသွင်းမှားလိုက်တာနဲ့အမှန်တရားပေါ်မှာတတိရှိခြင်းအမှန်တရားကိုသိခြင်းဆိုတဲ့အသိပညာကင်းမဲ့သွားခြင်းဆိုဒီနှစ်ခုလားတတိကင်းတာနဲ့ပညာလည်းကင်းသွားတာပဲဒီနှစ်ခုကဖြစ်ပေါ်လာအဲ့တော့တတိတရားကင်းမဲ့ခြင်းနဲ့အသိဉာဏ်ကင်းမဲ့ခြင်းဘဝရောက်သွားအဲ့လိုရောက်သွားတဲ့ပုဂ္ဂိုလ်အတွက်မှာဘာဖြစ်လာပြန်တော့ဆိုကျင့်စဉ်တစ်ခုအနေနဲ့ပြောရမယ်ဆိုရင်ကိုထိန်းရသိမ်းရတဲ့အကျင့်ဆိုတာရှိတယ်နော်မျက်စိကမြင်တဲ့အာယုံမှာလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်နားကကြားတဲ့အတန်ပေါ်မှာဒေါသမဖြစ်အောင်လောဘမဖြစ်အောင်ဣန္ဒြေ6ပါးထင်ရှားလာတဲ့အာယုန်တွေနဲ့ပတ်သက်လာပြီးတော့လောဘဒေါသမဖြစ်အောင်ထိန်းတာကိုဣန္ဒြေအတ္တဝရလို့ခေါ်တယ်ခုနလိုတတိကင်းမဲ့သွားပြီစဉ္ညတို့တရားကင်းမဲ့သွားပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာမျက်စိလည်းဖွင့်ပြီးတော့လွတ်ထားလိုက်တာပဲနားလည်းလွတ်ထားလိုက်တာအကုန်လုံးမြင်သမျှအာယုန်တွေပေါ်မှာအကုသိုလ်တွေကတလဟောဖြစ်တယ်ကြားတဲ့အာယုန်ပေါ်မှာလည်းပဲအကုသိုလ်တွေကဒလစပ်ဖြစ်မြင်တဲ့အာယုံပေါ်မှာလည်းအကုသိုလ်တွေကြားတဲ့အာယုံပေါ်မှာလည်းအကုသိုလ်တွေအနံ့ရတဲ့အာယုံပေါ်မှာလျှာနဲ့လဲရတဲ့အာယုံပေါ်မှာကိုယ်ကာယနဲ့ထိတွေ့ရတဲ့အာယုံပေါ်မှာစိတ်တင်းနဲ့စိတ်ကူးကြံစေရတဲ့အာယုံတွေပေါ်မှာလောဘတွေဖြစ်လိုက်ဒေါသတွေဖြစ်လိုက်နဲ့လူဆိုတာဘဝမှာဆက်သွယ်နေတာနေ့စဉ်ဘာတွေလုပ်နေတော့စဉ်းစားကြည့်လိုက်လေမျက်စိကမြင်တဲ့ပုံမှာစဉ်းစားတာရှိမယ်နားကကြားတဲ့အတန်ပေါ်မှာစဉ်းစားတာရှိတယ်နှာခေါင်းနဲ့အနံ့ရရင်စဉ်းစားမယ်လျှာနဲ့အရသာပိုးစဉ်းစားကြတယ်ပေါ့ပိုးစဉ်းစားကြတယ်ဒါမှမဟုတ်လို့ရှံကုန်တို့ဘာလို့ဆိုလို့ရှိရင်စားတော့ဆိုင်တွေကိုပြည့်နေတယ်နော်ကိုယ်ကာယအထီးတွေနဲ့လည်းပတ်သက်ပြီးတော့စဉ်းစားကြစိတ်ကူးကြံစီပြီးတော့လည်းလူတွေဟာစဉ်းစားကြပြန်အဲ့တော့ဒါတွေဟာမထိမ့်သိမ့်မှုဆိုလို့ရှိရင်စဉ်းစားကြည့်ပေါ့အာယုန်နေလူဘဝနေ့စဉ်မှာရှင်သန်နေတဲ့အချိန်မှာမထိမ့်မှုဆိုလို့ရှိရင်
မျက်စိကလည်းကိလေသာတွေဖြစ်မယ်အကုသိုလ်တွေဖြစ်မယ်နားကလည်းပဲအကုသိုလ်တွေဝင်လာမယ်နှာခေါင်းကလည်းအကုသိုလ်တွေဝင်လာမယ်ဆိုတဏိတာကလပ်ပါလို့ဒွါရ6ပေါက်ကအာယုံ6ပေါက်ကိုအကြောင်းပြုပြီးတော့ထိမ့်သိမ့်မှုကင်းမဲ့နေတဲ့ပုဂ္ဂိုလ်တယောက်ဟာအကုသိုလ်တွေကနေ့စဉ်နဲ့အမျှတလက်ဆက်ဝင်ရောက်နေမှသာဖြစ်တယ်မင်္ဂလာဈေးကြီးတကားဖွင့်ထားတဲ့အခါမှာဈေးဝယ်လာတဲ့လူတွေလိုပဲပေါ့ဈေးဝယ်လာတဲ့လူတွေထဲမှာတုတ်သွားတဲ့လူလည်းပါသေးတာပေါ့ခွိုင်းနိုင်တဲ့လူလည်းပါမှာပဲအဲ့ဒါလို့ကိုယ်ခန္ဓာကိုယ်မှာလည်းပဲအဲ့လိုဝင်ပြီးခွိုင်းနိုင်သွားတာတွေရှိတယ်အကုသိုလ်တွေနိုင်ကုသိုလ်တွေနိုင်ယူတော့အကုသိုလ်တွေရွေဖြစ်ကြံရတာပေါ့သူတို့ဆိုလိုတာပဲအဲ့ဒါကိုထိမ့်သိမ့်စောင့်ရှောက်တာကိုအိန္ဒရိယသံဝရလို့ခေါ်တယ်အဲ့ဒါထိမ့်သိမ့်တဲ့နည်းကိုမသိတော့ဘူးမသိတော့လွတ်ထားလိုက်ရောမျက်စိနာနာလျာကာယမနဆိုတဲ့အိန္ဒြေ6ပါးနဲ့ပတ်သက်လာကိလေသာတွေကိုမထိန်နိုင်တော့တဲ့အနေအထားမျိုးရောက်လာတယ်အဲ့ဒီလမ်းကြောင်းမှာမထိန်တဲ့လမ်းကြောင်းဖြစ်လာမထိန်တော့ဘာဖြစ်လာတော့ဆိုတိနိဒုစရိတာနိဒုစရိုက်တရားတွေထွန်ကားလာပါဇာကလည်းပြောကြံပြောမယ်ဝစီဒုစရိုက်ကိုယ်ဒီလျောက်ကလည်းလှုပ်ချင်တာလှုပ်မယ်မကောင်းတဲ့အလုပ်တွေအကုန်လုံးပဲစိတ်ထဲကလည်းတွေးချင်တာတွေတွက်မယ်ကာယဒုစရိုက်လည်းဖြစ်မယ်ဝစီဒုစရိုက်လည်းဖြစ်မယ်မနောဒုစရိုက်လည်းဖြစ်မထိန်မှုဆိုရင်လူဟာဒုစရိုက်လမ်းကြောင်းကြီးကိုရောက်သွားတာပဲပေါ့ဗမာပြည်မှာခက်တာကဒုစရိုက်ဆိုရင်ဝိစေဝနဲ့အသက်မွေးတဲ့လူကိုဒုစရိုက်လို့ထင်နေတာနော်တော်တော်များများဒုစရိုက်ဆိုတာကိုယ့်ကိုဒုစရိုက်မှသိချင်မှသိတာနော်ချင်းလေးတကောင်တွေ့ဖတ်ခနဲ့ရိုက်လိုက်အဲ့ဒါဒုစရိုက်ဖြစ်သွားပြီပါဏာတိပါဒကျွလွန်လိုက်တာလေသူမြတ်ပစ္စည်းကိုတခြားနည်းနဲ့ယူလိုက်တယ်မမှန်မကန်ရောင်းလိုက်တယ်ဆိုရင်ဒါလည်းဒုစရိုက်တစ်ခုဖြစ်သွားတယ်ဒုစရိုက်ဖြစ်သူတော်ဘာသာမယပြစ်မှားရင်လည်းဒုစရိုက်ဖြစ်တယ်အေးလိန်ပြောလိုက်ရင်လည်းဝစီဒုစရိုက်ဖြစ်သွားတယောက်နဲ့တယောက်မတည့်အောင်ချွန်တွန်းလို့ရင်လည်းဒုစရိုက်ဖြစ်သွားဗျာမကြောက်မနာသာဆဲကြဆိုကြရင်လည်းဒုစရိုက်ဖြစ်သွားမမှန်မကန်သတင်းတွေရှောက်ပြောပြီးတော့အကျိုးမရှိတာတွေလုပ်ရင်လည်းဒုစရိုက်ဖြစ်သွားဗျာသူမြတ်ပစ္စည်းကိုမှရလို့တဲ့လောဘဖြစ်ပြန်လေဒုစရိုက်ဖြစ်သွားဗျာအေးဒီလူဒုက္ခရောက်သွားရင်ကောင်းပါပဲဒီလူတော့ပျက်စီးသွားရင်ကောင်းပါပဲဆိုတဲ့အတွေးလေးဝင်လိုက်ရင်လည်းဒါဒုစရိုက်ဖြစ်သွားဗျာကံကံရေးကျိုးဆိုတာမရှိပါဘူးကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူးမကောင်းတာလုပ်လဲမကောင်းတာမဖြစ်ပါဘူးမကောင်းတာတွေလုပ်ပြီးကြီးပွားနေကြတဲ့လူတွေရှိတယ်ပေါ့ကံကံရေးကျိုးကိုမယုံကြည်ဘူးလို့ညင်းမဲ့တဲ့အတွေးလိုက်ရင်မိစ္ဆာဒိဋ္ဌိဆိုတာဖြစ်လာဒါလည်းဒုစရိုက်ဖြစ်သွားဗျာမနောဒုစရိုက်ဆိုတာဒီထဲမှာဖြစ်သွားအဲ့တော့ဒုစရိုက်ဆိုတာအလွယ်လေးဖြစ်နေတာနော်လူတွေကလူဆိုးသူဆိုးဒုစရိုက်သမားဆိုတာလူဆိုးသူဆိုးမှာဒုစရိုက်လို့ထင်တာမဟုတ်ဘူးလူကောင်းသူကောင်းတွေထဲမှာလည်းဒုစရိုက်တွေကပြည့်ဒုစရိုက်ဆိုတာဖြစ်သွားဖြစ်နိုင်ကံကံရေးကျိုးကိုမယုံကြည်တဲ့အမြင်တစ်ခုပေါ်လာတာနဲ့မိစ္ဆာဒိဋ္ဌိဖြစ်သွားပြီလေတမလောကဆိုတာမရှိပါဘူးလို့တွေးလိုက်ရင်ကိုဒုစရိုက်ဖြစ်သွားအဲ့ဒါမိစ္ဆာဒိဋ္ဌိဆိုတဲ့မနောဒုစရိုက်တွေမှာပါတာလေကိုယ်နဲ့မတည့်တဲ့လူတယောက်ဟာဒီလူဒုက္ခရောက်သွားရင်ကောင်းမှာပဲလို့တွေးလိုက်တာသိပြီလေဖြာပါရဆိုတဲ့ဒုစရိုက်ဖြစ်သွားဒါလည်းဒုစရိုက်သို့တော့လောကလူတွေကအဲ့ဒါကိုဒုစရိုက်လို့မထင်ကြဘူးစိတ်ထဲတင်ဖြစ်တာတယ်မဲ့ဒုစရိုက်ဖြစ်တယ်အေးဒါကြောင့်အိန္ဒြိယအတ္တံဝရအိန္ဒြေကိုစောင့်စိမ့်မှုပျက်စီးသွားတာနဲ့တပြိုင်နက်ဒုစရိုက်တွေကအရှုရှုရောက်လာတယ်လူတွေရဲ့တဏ္ဍမှာဒုစရိုက်တွေရှုရှုရောက်လာတယ်တဲ့ဒုစရိုက်တွေပြည့်လာတဲ့အခါကျတော့ဘာဖြစ်တော့ဆိုအတိညာဉ်ကိုဆုတ်ပိတ်တတ်ပြီးကုသိုလ်တရားတွေကိုဆုတ်ပိတ်တတ်တဲ့နိဝရဏတရား၅ပါးဆိုတာကိုယ်စီဖြစ်လာတယ်။ဘာတွေဖြစ်လာတော့ကာမဂုဏ်အာယုန်တွေကိုခံစားခြင်းနဲ့စိတ်တွေအာယုန်နဲ့ပတ်သက်ပြီးမကျေနပ်တဲ့ဒေါသတွေစိတ်တွေလွင့်ပြန်နေတဲ့တမာရီကင်းပြီးတော့စိတ်တွေလွင့်ပြန်နေတဲ့ဥဒိစ္စတွေမௌဒ္ဓလုပ်တဲ့ပုံမှာစိတ်ပူပန်မှုဆိုတဲ့ကုက္ကုဆတွေ
ကုသိုလ်တရားနဲ့ပေါ်မှာစိတ်မဝင်စားဘူးဆိုတဲ့ဌိနမိတ်တာတွေကောင်းတဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတန်တရားဖြစ်ပြီးရှေ့မတိုးနိုင်တဲ့ဝိသိကိစ္စတွေဆိုတဲ့ဒီနိဝရဏတရားတွေကိုယ့်ရင်ထဲမှာကိုယ့်ရင်ထဲမှာပြည့်လာအဲ့ဒါမကောင်းတဲ့လမ်းကြောင်းကရှောက်ပြီးဆိုရင်ဒီပုံစံတိုင်းလာတယ်လို့ဆိုတစ်ခုပြီးတစ်ခ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 ုဖြစ်လာတယ်တဲ့အဲ့ဒီလိုနိဝရဏတရားတွေယင်ထဲမှာအပြည့်ဖြစ်လာပြီဆိုလို့ရှင်ဘာဖြစ်လဲအမှန်မသိမှုဆိုတဲ့အဝိဇ္ဇာတွေလည်းဖြစ်လာနော်အမှန်တရားနဲ့ဝေးသွားပြီအမှန်တရားနဲ့ဝေးသွားတဲ့အဝိဇ္ဇာတွေဆိုတာဖြစ်လာတယ်အဲ့ဒီအဝိဇ္ဇာတွေဖြစ်လာပြီဆိုရင်ဘာဖြစ်လာတော့ဘဝကိုတွေ့တာတဲ့တဏှာဆိုတာဘဝပေါ်မှာတွေ့တာတဲ့တဏှာဖြစ်ပြီးတော့တန်တရားဝတ်ထဲမှာမလွတ်နိုင်တော့ဒါဘဝခရီးဝဲလူတကအသွားနေကြတဲ့လမ်းကြောင်းကြီးဟာဒီဟာလူအများစုသွားတဲ့လမ်းကဒီလမ်းပဲနော်အပေါင်းအသင်းကစသွားတာနော်အပေါင်းအသင်းကစသွားတာမကောင်းတဲ့လူနဲ့ပေါင်းလိုက်လို့ရှိရင်ဒီလမ်းကိုဒီစခန်းကိုရောက်သွားပြီဒီလမ်းကိုစိုက်သွားတာဖယားမပွင့်ရင်တန်တရားထဲမှာဒီလမ်းကြောင်းနဲ့သွားနေကြတာပဲလူတွေအကုန်လုံးမြတ်စွာဘုရားရဲ့အဆုံးအမတရားကိုမရတဲ့ပုဂ္ဂိုလ်တွေကဒီလမ်းကြောင်းတိုင်းသွားပြီးတော့တန်တရားတွေကထွက်ပေါက်ရှာမရပဲနဲ့ဒုက္ခတွေဖြစ်နေကြတာတန်တရားတွေကဒုက္ခဆိုတာလူတွေကဒုက္ခထင်ကောင်းထင်လေဦးမယ်ဒါနလေးလှုပ်လိုက်သီလလေးစောင့်တည်လိုက်လူဘဝရောက်လိုက်နတ်ပြည်ရောက်လိုက်သို့တော့ဘယ်ဘဝရောက်ကျင့်တတ်စရာရှိလားဆိုမကျင့်တတ်စရာမရှိဘူးလူဘဝရောက်တာတောင်မှပဲတဖြည်းဖြည်းအိုးလာတာဇာတိပိစယသရမရဏံဆိုတဲ့အတိုင်းအိုခြင်းဆင်းရဲတေခြင်းဆင်းရဲနဲ့ကြုံရမှာပဲအဲ့ဒါဒီပင်တန်တရားရဲ့အဖြစ်ဆိုးလို့ပြောတာနော်အဲ့ဒီကတော့မလွတ်နိုင်ဘူးအနည်းဆုံးကောင်းတဲ့အလုပ်တွေလုပ်သည့်အတွက်ကြောင့်ကောင်းကျိုးချမ်းသာတွေကိုရနေတော့လည်းပဲဆိုးကျိုးကတော့ပါနေမှာပဲဆိုးကျိုးကဘာတော့ဆိုတဖြည်းဖြည်းအိုးလာတာဆိုးကျိုးယောဂရတာဆိုးကျိုးနောက်ဆုံးမသေးခြင်းမနဲ့သိရတာဆိုးကျိုးအဲ့ဒါတွေဆိုးကျိုးအဲ့ဒီဆိုးကျိုးတွေရရှိစေတာဖြစ်တယ်ဒီလမ်းကြောင်းကဲပညာရှိသူတော်ကောင်းမြတ်စွာဘုရားဟောကြားတဲ့အဆုံးအမဘုရားသာသနာတော်နဲ့ကြုံတွေ့ပြီဆိုတဲ့အခါမှာလူအများစုရှောက်ကြတာတော့မဟုတ်ဘူးအဲ့ဒီလမ်းကြောင်းကတစ်ကြောင်းရှိသေးတယ်ဘဝခရီးမှာဘုန်းကြီးတို့တွေအခုပြောရတဲ့လမ်းကြောင်းကိုမရှောင်လှမ်းမိဖို့ဗဒမအရေးကြီးတယ်ရှောင်လှမ်းရင်ဒီပုံစံအတိုင်းပဲနောက်ဆုံးမှာဆိုးကျိုးနဲ့ပဲကြုံတွေ့ရအဲ့တော့သူတော်စင်သူတော်မြတ်တွေလျှောက်တဲ့လမ်းကြောင်းကဘာတော့ဆိုလို့ရှိရင်ရှင်သာရိပုတ္တရာတို့ရှင်မောဂလန်တို့ရှင်အာနန္ဒာတို့လျှောက်သွားတဲ့လမ်းလေးကိုကြည့်အောင်နော်ရှင်ကွန်တင်ညတို့ရှင်သာရိပုတ္တရာအကြောင်းပြောမယ်ဆိုရင်ကြည့်ရှင်သာရိပုတ္တရာတို့ဟာလူဘဝတည်းပဲတန်ဝေကရပြီးတော့တရားရှာဖို့အတွက်ပြပိုက်ဝတ်သွားကြတာသူတို့ဟာလူလောကကိုစွန့်ခွာပြီးတော့သွားကြတယ်စွန့်ခွာပြီးတော့ပြပိုက်ဝတ်နေတော့လည်းပဲဒီမင်္ဂနဲ့လမ်းကြောင်းပေါ်မရောက်နိုင်ဘူးတော့နဲ့ပိဿဝဂီ၅ပါးတဲ့ကရှင်အတ္တစီနဲ့တွေ့လိုက်တဲ့အခါကျတော့မှတပ္ပုရိသတန်သေးဝါဆိုတကယ်သူတော်ကောင်းအစစ်နဲ့တွေ့လိုက်ရတယ်တွေ့နေရတဲ့အခါကျတော့ဒီရှင်သာရိပုတ္တရာလောင်းဥပတိတ္တပရပိုက်ဟာနော်သူသွားခြင်းနဲ့သူရောက်ချင်တာရောက်ချင်မှကောင်းမှန်းသိတယ်ဒါပေမဲ့လည်းမသိဘူးအဲ့ဒီကိုသွားဖို့မသိဘူးနော်မသိရနိဗ္ဗာန်ဆိုတာကိုကြားဘူးတယ်သို့တော့ဘယ်လမ်းသွားမှမသိဘူးရှင်အတ္တစီနဲ့တွေ့လိုက်တဲ့အခါမှာ
သစ္စာလေးပါးကိုအတူချုပ်ရှင်းပြလိုက်တယ်ရှင်အတ္တစီနဲ့ဆုံမိခြင်းကိုတပ္ပုရိသတန်တေဝသူတော်ကောင်းနဲ့တွေ့ဆုံခြင်းပေါင်းသိခြင်းလို့ဒီလိုအဓိပ္ပာယ်ရတယ်အဲ့ဒီလိုတပ္ပုရိသတန်တေဝဆိုတဲ့အစလေးရလိုက်တာနဲ့တပြိုင်နက်ရှင်အတ္တစီကယေဓမာဟေတုပ္ပဘောတေတံဟေတုံတထာဂတောအာဟဆိုသစ္စာလေးပါးကိုအတူချုပ်ကလေးရှင်းပြလိုက်တာအဲ့ဒီအတူချုပ်လေးရှင်းပြတာမှတ်ကန်တဲ့တရားကိုကြားနာရခြင်းဆိုတဲ့တတ္တမတဝနာဆိုတဲ့ဒုတိယအဆင့်ကိုရောက်သွားလိုက်တာနော်သူတော်ကောင်းနဲ့ပေါင်းလို့သူတော်ကောင်းတရားကိုနာရတယ်သူတော်ကောင်းနဲ့တွေ့ခြင်းဟာပထမသူတော်ကောင်းတရားကိုနာရခြင်းကဒုတိယလမ်းကြောင်းကအဲ့လိုတဲသွားနော်ဟုတ်ပြီအဲ့ဒါနာလဲရတဲ့အခါကျတော့ဘာဖြစ်သွားတော့ဆိုတတ္ထာဆိုတဲ့ယင်ထဲကဖြစ်ပေါ်လာတဲ့ယုံကြည်ချက်ကိုဖြစ်ပေါ်သွားစေတယ်ဟာဒါမှအစစ်အမှန်ပဲမတရားလမ်းကြောင်းဆိုတာဒါမှအစစ်မှန်ပဲသောတာပန်ဖြစ်သွားတော့အလုံးကိုဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတရားစွမ်းအားတွေဒါအစစ်မှန်ပဲလို့ဆုံးဖြတ်ချက်ချနိုင်တယ်တတိယအဆင့်ကဆုံးဖြတ်ချက်ချနိုင်သွားခြင်းပဲဒါဖြင့်အဲ့ဒီတရားဖြစ်လာတဲ့အခါဘာဖြစ်တုံးဆိုတဲ့အခါယောနိသောမနတိကာရမှန်မှန်ကန်ကန်စဉ်းစားလာနိုင်တယ်ဟုတ်တယ်တန်တရားဝတ်ထဲမှာတွေ့တာမှုဆိုတဲ့သမုဒိယရှိနေသည့်အတွက်ကြောင့်ဒုက္ခဆိုတာဖြစ်နေတာသမုဒိယကိုဖယ်ရှားနိုင်လို့ရှိရင်တဏှာဆိုတဲ့သမုဒိယကိုဖယ်ရှားလိုက်နိုင်ရင်ဒုက္ခဆိုတာငြိမ်းသွားမှာပဲဒုက္ခငြိမ်းချောင်းအကျင့်ဟာအမှန်မြင်ရင်းသာလည်းဒုက္ခငြိမ်းချောင်းအကျင့်ဖြစ်တယ်ဆိုတဲ့မဂ္ဂင်၈ပါးအကျင့်မှာသိသွားတယ်အဲ့ဒီလိုနှလုံးသွင်းဆင်ញနိုင်တာကိုယောနိသောမနတိကာရလမ်းကြောင်းမှတွေ့သွားပြီနော်သူတော်ကောင်းနဲ့ပေါင်းလို့လမ်းကြောင်းမှကြီးကိုတွေ့သွားပြီအဲ့ဒီတွေ့သွားတဲ့အခါဘာတွေဖြစ်ပေါ်လာတော့ဆိုရှင်သာရိပုတ္တရာအလောင်းဥပဒိတပြပိုင်မှာတတိတမ္ပစေညအရာရာကိုတတိထားတတ်ခြင်းအမှန်ကန်နားလည်ခြင်းဆိုတဲ့တတိတရားနဲ့တမ္ပစေညတရားသူ့ရင်ထဲမှာဖြစ်လာတိုးတက်လာနော်တဆင့်ပြီးတဆင့်တတိနဲ့တမ္ပစေညတွေတိုးတက်လာတဲ့အခါဘာဖြစ်တုံးဆိုဘာလို့ရမယ်ဆိုတာသိလာတဲ့အိန္ဒြိယသံဝရတဲ့မျက်စိနာနာလျာကာယမြင်လာသမျှအာယုန်နဲ့ပတ်သက်ပြီးအကုသိုလ်မဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်ရမယ်ဆိုတာသဘောပေါက်သွားတယ်အဲ့ဒီသဘောပေါက်မှုကြောင့်ထိမ့်သိမ်းဆောက်ရှောက်မှုကိစ္စတွေလုပ်တယ်ဒါဖြင့်အိန္ဒြိယသံဝရဆိုတဲ့ထိမ့်သိမ်းဆောက်ရှောက်မှုလုပ်တဲ့အခါမှာဘာတွေဖြစ်လာတော့ဆိုတိနိသူစရိတာနိပရိပူရိသူစရိုက်သုံးပါးဟာရှင်ထဲမှာပြည့်ဝသွားတယ်မကောင်းတဲ့အလုပ်တွေရှောင်လိုက်တယ်ဒုစရိုက်တွေကလုံးဝရှောင်တယ်ကာဒုစရိုက်သုံးပါးကရှောင်တယ်ကာဒုစရိုက်ကိုရဝစီဒုစရိုက်တွေရှောင်လို့ဝစီဒုစရိုက်မနောဒုစရိုက်တွေကိုရှောင်သည့်အတွက်ကြောင့်မနောဒုစရိုက်ဆိုတာရင်ထဲမှာကောင်းတဲ့အကျင့်တွေဟာအပြည့်ဖြစ်သွားတယ်ဒါဖြင့်ဒုစရိုက်တွေရှောင်ခြင်းဒုစရိုက်တွေတရားတွေကိုလက်ခံကျင့်သုံးခြင်းဆိုတဲ့အဆင့်ရောက်လာတဲ့အခါမှာခုနှစ်ခုမြောက်အဆင့်ကဘာဖြစ်လာတော့သူစရိုက်တရားတွေပြည့်လာတဲ့ပုဂ္ဂိုလ်တရားဘာဖြစ်တော့ဆိုတတိပဋ္ဌာန်တရား၄ပါးသူ့ရင်နဲ့နှလုံးထဲမှာအာယုန်နဲ့ပတ်သက်လာလို့ရှိရင်ကာယဝေဒနာစိတ်ဓမ္မလို့ဆိုဒီသဘာဝတရားတွေနဲ့ပတ်သက်ပြီးတော့တတိထားတတ်လာတဲ့အသိပညာတွေရလာတော့တတိပဋ္ဌာန်တရားတွေလမ်းကြောင်းပေါ်ကိုရောက်လာတယ်လမ်းကြောင်းပေါ်ရောက်လာသည့်အတွက်ကြောင့်တတိပဋ္ဌာန်တရားဆိုတာနိဗ္ဗာန်သွားတဲ့လမ်းကြောင်းကြီးဟာတစ်ခုတည်းသောလမ်းကြောင်းကြီးပဲလေမြတ်စွာဘုရားကဟောထားတယ်ဧကာယနောယံဘိက္ခွေမေခောတတ္တနံဝိသုဒ္ဓိယတောကပရိဒေဝနံသမတိကမာယကိလေသာညစ်ကြေးတွေစင်ကြယ်ပြီးတော့သွားဖို့အတွက်စိတ်ဖြူစင်ဖို့အတွက်ဟောတာတစ်ခုတည်းသောလမ်းပဲတတိပဋ္ဌာန်လမ်းကြောင်းကသွားတာတောကပရိဒေဝနံသမတိကမာယလောကလူတွေစိုးရင်ရတာတို့ငိုရတာတို့ဒါတွေချုပ်ငိမ့်သွားဖို့ရတစ်ခုတည်းသောလမ်းကြောင်းပဲဒုက္ခဒေါမနတနာအထင်ကမာယကိုဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းတွေချုပ်ငိမ့်သွားဖို့ရလဲတစ်ခုတည်းသောလမ်းကြောင်းပဲ
ညာယတအဓိကမယနိဗ္ဗာန်လမ်းကြောင်းကြီးကိုတွေ့ဖို့ဆိုတာလည်းပဲတစ်ခုတည်းသောလမ်းကြောင်းပဲနိဗ္ဗာန်တသစ္စည်းကရိယာယနိဗ္ဗာန်ကိုသိရှိဖို့ဆိုတာလည်းတစ်ခုတည်းလမ်းကြောင်းပဲဆိုဟောရှင်သာရိပုတ္တရာအလောင်းလင်းလင်းမြန်မြန်ပဲရှင်အသစီစီကတရားနာလိုက်ရတာနဲ့ဒီလမ်းကြောင်းပေါ်လျှောက်ပြီးသားဖြစ်သွားတယ်နော်ဒီလမ်းကြောင်းပေါ်လျှောက်သွားတယ်အဲ့ဒါလို့လျှောက်လိုက်ပြီးတဲ့တတိပဌာန်တရားလမ်းကြောင်းပေါ်လျှောက်လိုက်တဲ့အခါမှာဘာတွေဖြစ်လာတော့ဆိုအတိညာဟာဘယ်လောက်ထိအောင်ဖွံ့ဖြိုးလာတော့ဆိုဘုဇင်9ပါးရှင်တဲ့နှလုံးထဲမှာတိုးတက်ဖွံ့ဖြိုးလာခဲ့တယ်တတိတံဘုဇင်ရှင်တဲ့အပြည့်ဓမ္မဝိဇ္ဇာတရားဓမ္မတွေကိုဆင်ခြင်သုံးသပ်နိုင်တဲ့ပညာဝီရိယမကောင်းတာတွေကိုဖယ်ရှားတပြစ်တဲ့ဝီရိယကောင်းတာတွေရအောင်ကြိုးစားအားထုတ်မှုဆိုတဲ့ဝီရိယတွေဖြစ်လာတယ်တရားဓမ္မနဲ့ပတ်သက်ပြီးကျင့်တဲ့နှစ်ချိုက်တဲ့ပီတိတွေဖြစ်လာတယ်စိတ်နှလုံးအေးချမ်းမှုဆိုတဲ့ပတ္တတိစိတ်တည်ငြိမ်မှုဆိုတဲ့သမာဓိအားလုံးတညီတမျှတဲ့ဆောင်ရွက်နိုင်ခြင်းဆိုတဲ့ဥပေက္ခလို့ဆိုတဲ့ဒီအသိဉာဏ်တရားဖွံ့ဖြိုးမှုအတွက်ဒီခုနှစ်သွယ်သောစွမ်းအားတွေဟာသူ့ရင်ထဲမှာဖြစ်ပေါ်လာခဲ့တယ်တရားနာလိုက်တာနဲ့ဒီအဆင့်တွေကုန်ရောက်သွားပြီဘုဇင်9ပါးရင်ထဲမှာပွားများပြီးသားဖြစ်သွားတဲ့အခါဘာဖြစ်လဲဝိဇ္ဇာဝိမု ക്തി တဲ့နော်ရှင်အသစီနဲ့တွေ့တဲ့အချိန်မှာသောတာပန်အဆင့်ရောက်သွားပြီအဲ့ဒီကနေတဆင့်ကြိုးစားအားထုတ်လိုက်တာအခုနောက်ဆုံးကြတော့ရှင်သာရိပုတ္တရာဝိဇ္ဇာဝိမု ക്തി တဲ့အမှန်တရားကိုမြင်နိုင်တဲ့ဝိပဿနာဉာဏ်ဝိပဿနာဉာဏ်ကသဘာဝတရားတွေကိုအစစ်မှန်ကိုသိမြင်အောင်သိတဲ့အသိဉာဏ်နဲ့ကျင့်ကြံကြိုးကိုအထောက်လိုက်တဲ့အခါမှာရှင်ထဲကတွေ့တာမှုတွေမုန်းတီးမှုတွေဟာရောပါသွားပြီနောက်ဆုံးတွေ့တာစရာဆိုတာမှမရှိတော့ဘူးသင်္ခါရတရားတွေပေါ်မှာချစ်ချင်းမုန်းခြင်းကင်းငြိမ်းသွားတဲ့သင်္ခါရုပ္ပခဉာဏ်ဆိုတဲ့အဆင့်ရောက်သွားပြီဆိုတာနဲ့တဆင့်ပြီးတဆင့်တက်သွားလိုက်တာနောက်ဆုံးမှာရှင်အတ္တစီတရားနာရင်ကနေအမှန်မြင်ခြင်းနဲ့တန်တရားကင်းခြင်းအမှန်မမြင်တဲ့မိစ္ဆာဒိဋ္ဌိတန်တရားဖြစ်ခြင်းဆိုတဲ့ဝိသိကိစ္စဒီနှစ်ခုကိုဖယ်ရှားပြစ်နိုင်ပြီးအမှန်မြင်ခြင်းနဲ့တန်တရားကင်းခြင်းဆိုတဲ့အဆင့်ကိုရောက်သွားတယ်အဲ့ဒီကနေတရားထုတ်လိုက်တဲ့အခါမှာတဂရကအဆင့်ရောက်တယ်ကာမရာဂနဲ့ဗျာပါဒတွေလောကင်းသွားတဲ့အနာဂတ်အဆင့်ရောက်သွားပြီနောက်ဆုံးမှာကိလေသာအာသဝတွေလုံးဝကင်းပြီးလုံးဝရှင်းလင်းတဲ့ဝိဇ္ဇာဉာဏ်ဆိုတဲ့ရတ္တမေဉာဏ်ကိုရပြီးတော့ထိုဝိဇ္ဇာဉာဏ်ကြောင့်ဖြစ်ပေါ်လာတဲ့ရတ္တဖို့ဆိုတဲ့ဝိမု ക്തി ကိုလည်းမျက်မှောက်ပြုသွားတာဖြစ်တယ်ပေါ့ဒါဟာရှင်သာရိပုတ္တရာသွားတဲ့လမ်းကြောင်းဟာဒီလမ်းကြောင်းပဲဖြစ်တယ်ရှင်အနန္ဒာတို့သွားတဲ့လမ်းကြောင်းဟာလည်းဒီလမ်းကြောင်းပဲရှင်မောက္ကလန်တို့သွားတဲ့လမ်းကြောင်းဟာလည်းဒီလမ်းကြောင်းပဲအဲ့ဒီလမ်းကြောင်းကရောက်သွားလို့စခန်းပေါက်သွားတဲ့ပုဂ္ဂိုလ်တိုင်းဟာနောက်ဆုံးဝိဇ္ဇာဝိမု ക്തി မှာလမ်းဆုံးကြတယ်။ကျောင်းမကြီးဝိသခါဟာအဲ့ဒီလမ်းကြောင်းပေါ်မှာရှောင်နေတော့မှရှိသေးတယ်။ဘုဇင်ဇံဘဝပြီးလို့9ဘဝပြည့်တာနဲ့တပြိုင်နက်ဒီလမ်းကြောင်းပေါ်ရောက်နေပြီသူက။နောက်ဆုံးဒီစခန်းရောက်မှာခုချိန်မှာတော့လေမနရတိနတ်ပြည်မှာရှိနေတော့မယ်။ကျောင်းနဂါကြီးအနာရဖိန်ကလည်းပဲဒီလမ်းကြောင်းပေါ်ရောက်သွားပြီ။သို့သောဝိမု ക്തി ရောက်ဖို့အတွက်အချိန်နည်းငယ်ယူရအောင်မယ်9ဘဝအတွင်းမှာသူဒီလမ်းကြောင်းပေါ်ရောက်သွားမှာပဲဖြစ်တယ်နောက်ဆုံးဒီပန်းနိုင်ကိုရောက်သွားကြမှာဖြစ်ဘုန်းကြီးတို့တွေတော့ဒီလမ်းကြောင်းပေါ်မရောက်သေးဘူးဆိုတော့ဘယ်တော့မှလမ်းလွဲအောင်မလဲလို့တန်တရားဖြစ်เสียရှိသေးတယ်သို့သောဒီဘဝမှာတော့ဒီလမ်းတော့ရှောက်နေတာလမ်းစုံပန်းနိုင်မရောက်သေးသမျှစိတ်မချရသေးဘူးလို့ဒီလိုပဲပြောအောင်မှာဖြစ်တယ်နော်အေးအခုလို့ဘဝခရီးဝယ်လမ်းနှစ်သွဲဆိုတဲ့ရှိတဲ့ထဲမှာမသူတော်ပုဂ္ဂိုလ်နဲ့ပေါင်းသင်းခြင်းကြောင့်မသူတော်တရားကြားနာခြင်းကအစလာတဲ့ဘဝတန်တရားမှာတွေ့တာမှုတွေနဲ့စခန်းသွားနေတဲ့တန်တရားနယ်မြေမှာကျင်လည်ရတဲ့လမ်းကတသွဲအေးသူတော်ကောင်းနဲ့ပေါင်းသင်းရလို့သူတော်ကောင်းတရားနာရလို့နောက်ဆုံးမှာအသိဉာဏ်တူရပြီးတော့တန်တရားဝကလွန်မြောက်ခြင်းဆိုတဲ့ဝိဇ္ဇာဝိမု ക്തി ဆိုတဲ့
လမ်းဆုံးပန်းနဲ့ရောက်နိုင်တဲ့လမ်းကတသွဲအဲ့ဒီလိုလမ်းနဲ့သွဲရှိတဲ့ထဲမှာတို့တွေဘယ်လမ်းကိုရွေးချယ်ပြီးရှောက်ကြမလဲဆိုလို့ရှိဆင်းရဲဒုက္ခတွေကလွတ်ကင်းရင်တော့အခုပြောတဲ့ဒုတိယလမ်းကိုရွေးချယ်ပြီးတော့ရှောက်လှမ်းကြရမှာဖြစ်တယ်ဆိုတဲ့အသိဉာဏ်ရဖို့ရအတွက်ဒီဘုရားမြတ်စွာရဲ့သုတ်တန်နှစ်ခုကိုပေါင်းစပ်ပြီးတော့ဟောပြောတာဖြစ်တယ်နော်တရားချစ်ခင်သူတော်စင်ပရိသတ်ပေါင်းတို့ဘဝခရီးဝဲလမ်းနဲ့သွဲတဲ့ကအတ္တပုရိသတန်တိဝလမ်းကိုရှောင်ရှားလို့တပ္ပုရိသတန်တိဝလမ်းကြောင်းကနေတို့တွေရှောက်လန်းကြရမှာဖြစ်တယ်လို့ကိုစီတဏိဋ္ဌံထားပြီးတတိကြီးစွာထားပြီးရှောက်လန်းနိုင်ကြပါစေကုန်သတည်းမေတ္တာပွားရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသောငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသောငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာနှိချမ်းသာလူရဆန္ဒပြေပါစေသက်ရှိချမ်းသာနှိချမ်းသာလူရဆန္ဒပြေပါလေဓမ္မောတရံပိဝိတဝါနဝိသသဗ္ဗေတမုဟတာအာဇရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောင်းကင်းမြောက်ကြည်အေးတရားစေကိုပိဝိတဝါဝန္တာရှင်ပြောက်တောက်ကြရနာကြရကုန်သောကြောင့်ဝိသသဗ္ဗေပူဇာညနောကိလေသာဆေရတောက်ဟုသမျှတို့သည်တမုဟတပိဉ္ကြပဲတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်တွင်ပြောက်ပေးမယောင်ပယ်ဖြောက်အကုန်သည်ဟောတုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာဇရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိနိဗ္ဗာန်ကိလေသာဟုပုခတ်သိင်ကိဉ္စိယာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြို့တော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်နေမြင့်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း